အားလုံးပဲမင်္ဂလာပါခဏကျွန်တော်တို့ဒီဗီဒီယိုမှာ crypto ဈေးကွက်အပြောင်းလဲဈေးကွက်သတင်းအချက်လက်တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထားခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ short term long term ဘယ်လို plan တွေထားရှိရမလဲပေါ့နော်ပြီးတော့ဈေးကွက်ရဲ့ direction က long term မှာဘယ်လိုရှိနိုင်လဲပေါ့နော် short term အတွက်ဘယ်လိုရှိနိုင်လဲပြီးတော့လက်ရှိကျွန်တော်တို့ဝယ်ထားပြီးသားမိတ်ဆွေတွေအနေနဲ့ DCA point ကဘာမှဖြစ်မလဲဒီအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုမှာတင်ပြပေးဖို့ရှိပါတယ်လက်ရှိကျွန်တော်တို့ BTC ရဲ့ current price ကိုကြည့်မှဆိုရင် 86,000 အထက်မှာသွားလာနေတာကိုကျွန်တော်တို့တွေ့ရတယ် ETA ဆိုရင်လည်း 2000 အထက်မှာကျွန်တော်တို့တွေ့ရတယ်တခြား HRP ADA Sol DOT.AVH LTC BCH TCP NIA APT ဒီ coin တွေကတော့တက်လာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်တခြား BNB နဲ့ TRH ကတော့အရင်ကျသွားတဲ့အနေထားလည်းမဟုတ်ဘူးအရင်တက်လာတဲ့အနေထားလည်းမဟုတ်ဘူးအဲ့ဒီအနေထားမှာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်တို့ဒီမှာ market ကိုတစ်ချက်လောက်ကြည့်ကြည့်မှဆိုရင်အရင်ပတ်ထက်ဆိုင်ဒီဘက်ကကျွန်တော်တို့တက်လာတဲ့အနေထားကိုကျွန်တော်တို့တွေ့ရတယ်ပြီးတော့ market မှာနည်းနည်းပြောင်းလဲတွေလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါကနေ့ဆိုရင်တော်တော်လေးပြောင်းလဲတာကိုကျွန်တော်တို့တွေ့ရတယ် market ဖွင့်နေရက်ဆိုတော့နော်ဒါတော်တော်များများလဲနည်းနည်းနဲ့အများတော့အားရတဲ့အနေထားတစ်ခုမျိုးပေါ့နော်ဒါ long back ကိုဝယ်ထားတဲ့လူတွေအနေနဲ့ကြာတော့ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့အတွက်ဒီ anti point တွေကဘယ်မှာဖြစ်မလဲဒါတွေကိုကျွန်တော်တို့သိဖို့အတွက်ကြာတော့ကျွန်တော်တို့ဒီ chart pattern တွေကိုတစ်ချက်ကြည့်ကြည့်မယ်ပေါ့နော်လက်ရှိကျွန်တော်တို့4 hour chart pattern ကိုကြည့်ကြည့်တဲ့အချိန်မှာဒါ BTC ဆိုလဲကျွန်တော်တို့ဒီ 83,000 84,000 ဆိုတဲ့ကျွန်တော်တို့ရဲ့ဒီ first target တစ်ခုကို cross လုပ်ပြီးတော့မှကျွန်တော်ဒီ 86,000 ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ target တစ်ခုကိုလည်းသူက cross လုပ်ပြီးတော့အထက်ကိုသွားပြီးတော့ 89,000 ဟိုဘက်အထိတက်ဖို့အလားအလာကိုကျွန်တော်တို့တွေ့ရတယ်ဒါတော်တော်လေး market မှာအခြေအနေကောင်းတဲ့အလားအလာတစ်ခုလို့လည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အရင်တုန်းကဒီ 8000 အောက်ကိုကျမယ်ဆိုရင်တော့ဒါ market ကနည်းနည်းအကျဘက်ကိုသွားမယ်လို့ကျွန်တော်တို့ဒီလိုခံမှန်းတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ 8000 အထက်ပေါ့နော်သွားပြီးတော့မှကျွန်တော်ဒီ 86,000 အထက်သွားမယ်ဆိုရင်ကျတော့ဒါ direction တော်တော်ကောင်းတယ်လို့ပြောရမယ်ပေါ့နော်အထက်ဘက်ကိုဆိုတော့လက်ရှိကျွန်တော်ဒီမှာ anti ဝင်ထားမယ်ဆိုရင်ကျတော့ကိုယ့်စီမှာ capital များတယ်ဆိုရင်တော့လက်ရှိကျွန်တော်ဒီ84,000 ကနေပြီးတော့ 84,500 ဆိုတဲ့ point တစ်ခုမှာကျွန်တော် anti သွားလို့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့လက်ရှိကျွန်တော်တွေ့ရတာ higher high ပဲတွေ့ရသေးတယ်ပေါ့နော်ဆိုတော့ဒီမှာ higher low pattern တွေ့တာနဲ့ကျွန်တော် anti ဝင်လို့ရတယ်ပေါ့နော်ဆိုတော့ anti point ကကျွန်တော်အဲ့ဒီမှာဖြစ်မယ်ဆိုတော့ကျွန်တော်ပြန်ပြီးတော့ဒီ daily chart pattern ကိုတစ်ချက်သွားကြည့်ကြည့်အောင်ပေါ့နော် daily chart pattern မှာတော့ကျွန်တော် lower low lower high pattern ကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့လည်း recovery စနေပြီဆိုတော့ဒီမှာကျွန်တော် higher high higher low pattern တွေကိုလည်းတွေ့ရဖို့ရှိတယ်ဆိုတော့ဒီကနေစပြီးတော့ market ကတဖြည်းဖြည်း recovery ဖြစ်သွားဖို့အလားအလာလည်းရှိနေတယ်ပေါ့နော်ဆိုတော့ဒီမှာလုံးဝဟိုလို FOMO entry တော့မယူစေချင်ဘူးပေါ့နော်ဒါပေမဲ့လည်းကိုယ့်စီမှာ capital များတယ်ဆိုရင်တော့ဒါ FOMO entry လဲဒါ current price နဲ့ဘယ်လိုခေါ်မလဲsmall margin low leverage ပေါ့နော်ဒါကိုယ့်စီမှာလုံးဝမရှိသေးဘူးကိုက long အတွက်ကိုဝယ်ထားချင်တယ်ပေါ့နော်ပြီးတော့ရေရှည်ကင်ထားမယ်ဆိုရင်တော့အဲ့ဒါ long အတွက်ကိုဒါ FOMO entry အနေနဲ့ကိုယ့်စီမှာ capital များတယ်ဆိုရင်တော့ဒါဝင်ထားလို့ရတယ်ပေါ့နော်ဆိုတော့တခြားကျွန်တော်ဒီtarget ကြီးကြီးရဖို့အတွက်ကြတော့တစ်ချက်လောက်ကျွန်တော် weekly chart pattern ကိုတစ်ချက်ကြည့်ကြည့်အောင်ပေါ့နော် weekly chart pattern မှာကြတော့ကျွန်တော်လက်ရှိလဲ uptrend မှာရှိနေတယ်ပေါ့နော် market ကအထက်ဘက်ကိုသွားနေတာပဲတွေ့ရတယ် high 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 low pattern ရှိရဲဒီမှာတော့เนาะဆိုတော့ကျွန်တော်အရင်တော့ဟိုပါပေါ့ DCA point တစ်ခုပေါ့နော်ဒီ DCA point ကကြတော့ကျွန်တော်ဒီ 9,000 ကနေ 9,200 ပေါ့နော်ဒီလောက်ထိကျမှကျွန်တော်က DCA လုပ်မယ်ပေါ့ဆိုတော့ဒီကြားထဲမှာကျွန်တော် DCA မလုပ်ဘူးပေါ့နော်ပြီးတော့တခြားဒီမှာ candle ဆိုရင်လည်းကျွန်တော်ဒီ 200 EMA ကို cross လုပ်မဲ့အလားအလာမှာကျွန်တော်တွေ့နေရတယ်ဒီကျွန်တော်တို့ candle က200 EMA အထက်မှာ close ဖြစ်မယ်ဆိုရင်တော့ market ကအထက်ဘက်ကိုပို့ပြီးတော့တက်ဖို့အလားအလာတော်တော်များတယ်ဒါပေမဲ့ခုနကကျွန်တော်ပြောသလိုကိုယ်စီမှာ capital နည်းတယ်ဆိုရင်တော့ဒါ first entry ကိုကျွန်တော်ဒီ 84,000 ကနေပြီးတော့ 84,500 ဒီထဲမှာယူမယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ရဲ့ target ကဘယ်လိုဖြစ်မလဲဆိုတော့ 88,000 ကနေပြီးတော့အထက်ပေါ့နော်အဲ့ဘက်ကနေကျွန်တော်ဒီ 9,000 ကနေ 9,200 ဒီ 9,000 ကနေ 9,200 ဆိုတော့ကျွန်တော်တို့ရဲ့ target တစ်ခု BTC က cross လုပ်ပြီးဆိုရင်တော့ကျွန်တော်ဟိုဘက်ကိုတသိန်းအထက်ပေါ့နော်တသိန်း 1000 ပေါ့အဲ့ကနေစပြီးတော့ကျွန်တော် all time high ထိကိုကျွန်တော်မြင်ရဖို့အလားအလာရှိတယ်ဒါပေမဲ့ကျွန်တော်ဒီလတွေအနေနဲ့ပေါ့နော်ဘယ်ချိန်မှာပြောင်းလဲမှုရှိလားရှိသွားနိုင်လဲပေါ့နော်ဘယ်လမှာကြီးကြီးမားမားပြောင်းလဲတာကိုကျွန်တော်တွေ့ရလိမ့်မယ်လဲဆိုပြီးတော့ကျွန်တော်ဒီတော်တော်များများခံမှန်းထားရလဲရှိတယ်လက်ရှိသွားနေတဲ့ direction ကလည်းအဲ့အနေထားမှာပဲရှိတော့ကျွန်တော်တို့ဒီအောက်တိုဘာနိုဝင်ဘာလလောက်မှာပေါ့နော်ကျွန်တော်တို့နည်းနည်းပို့ပြီးတော့ကြီးကြီးမားမားပြောင်းလဲမှုတွေကိုဒီလအတွင်းမှာတွေ့ရဖို့တော့ကျွန်တော်တို့ရှိတယ်ဆိုတော့အနေနဲ့အများတော့စောင့်ရမယ်အနေထားမှာရှိရပေါ့နော်ကိုက long အတွက်ကိုဆိုရင်တော့ဒါဒီလိုအနေထားတော့ကျွန်တော်တို့လက်ရှိဈေးကွက်မှာတွေ့ရတယ်ဆိုတော့ခဏအတွက်တော့ဒီလောက်ပါပဲပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်